နေ့တိုင်းကျွန်တော်ဘောင်းဘီချုပ်ပြီး TV ရှေ့မှာရက်နေတတ်တယ်။အိုလံပစ်စုပေးပွဲစင်ပေါ်မှာရက်နေတဲ့ကိုပုံရိပ်ကိုကြည့်ရင်အတိတ်ကဂုဏ်ယူဖွယ်နေ့ရက်တွေကိုပြန်လည်ခံစားနေမိတယ်။အချိန်တွေမကုန်သေးသလိုပဲခံစားရတယ်။ပြီးတော့ကျွန်တော်အဟောင်းဖြစ်နေပြီဖြစ်တဲ့အားကစားဝတ်စုံကိုပြန်ဝတ်ပြီးမြို့ထဲလမ်းလျှောက်ထွက်တယ်။ဆိုင်ကကောင်မလေးကပတ်စံရှင်းဖို့ပြောတဲ့အချိန်မဟုတ်ဘူး။သူ့စီကပတ်စံမယူနဲ့။ဒီလူဘယ်သူလဲမသိဘူးလားလို့တယောက်ကပြောတယ်။ထားပြီ။နေရံဘော်ကပုံကိုကြည့်လိုက်ပါကွာ။ဟုတ်တယ်နေရံဘော်ကပုံကိုကြည့်။ဖနက်ဆိုင်ထဲမှာတော့ကျွန်တော်နောက်ဆုံးထွက်စနစ်ကဖနက်တွေရွေးတယ်။ဟေးနောက်ထပ်စတာရှိသေးလားလို့မေးတယ်။ဆိုင်ပိုင်ရှင်ကလည်းရင်းနှီးစွာကြိုဆိုပြီးကျွန်တော်လိုချင်တာကိုစင်ပေါ်ကနေယူသွားခွင့်ပေးတယ်။ဒီအရာအလုံးဟာနှစ်များစွာကဖြစ်ခဲ့တဲ့မတော်တဆမှုတစ်ခုကြောင့်စတင်ခဲ့တာ။ပြိုင်ပွဲတစ်ခုအတွင်းကျွန်တော်ဒဏ်ရာရသွားခဲ့ပေမဲ့အဆုံးစီးကိုရောက်ဖို့အားကုန်တွန်းအားပေးပြီးဆက်ပြေးခဲ့တယ်။နောက်ဆုံးမှာ bronze medal ရခဲ့တယ်။မြို့သားအားလုံးကကျွန်တော်ကိုသူရဲကောင်းလို့ချီးကျူးကြတယ်။ဒါပေမဲ့အဲ့ဒီဒဏ်ရာကြောင့်ပဲကျွန်တော်ရဲ့အားကစားဘဝအဆုံးသတ်သွားတယ်။အဲ့ဒီနောက်15နှလုံးမြို့ကနေထွက်သွားပြီးလမ်းပြောင်းနေတယ်လို့ဘဝကိုဖျက်ဆီးခဲ့တယ်။အဖေစုဆောင်းထားတဲ့ငွေတွေတောင်အကုန်သုံးပစ်လိုက်တယ်။အဖေကအရန်စိုးရိမ်နေခဲ့တယ်။ဒါကြောင့်သူကျွန်တော်ကိုလိန်ပြောခဲ့တယ်။နီးပြကြီးကဒေါ်လာတန်း50အမွေထားခဲ့တယ်။ဒါပေမဲ့မင်းเจ้าကိုပြန်သွားပြီးနီးပြလုပ်ရမယ်လို့ပြောတယ်။ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အတိတ်ကနာမည်ကျော်ကြားမှုကိုမဆုံးရှုံးချင်လို့ကျွန်တော်เจ้าကိုပြန်သွားခဲ့တယ်။ဒါပေမဲ့အစပိုင်းမှာတော့ကျောင်းသားတွေကိုအစားတောက်အချိုရည်တွေဝယ်ကျွေးပြီးအလိုလိုက်နေခဲ့တယ်။သူတို့တဖြည်းဖြည်းဝါလာပြီးခုံတော့မခုံနိုင်တော့ဘူး။မိဘတွေတီးသွားတဲ့အချိန်မှာကျွန်တော်ကိုအလုပ်ဖြုတ်လိုက်ကြတယ်။ကျွန်တော်ထိတ်လန့်သွားတယ်။အလုပ်ပြုတ်သွားရင်အမွေလည်းမရတော့ဘူးလို့ထင်နေခဲ့တာ။အဲ့ဒီအချိန်ကစပြီးပထမဆုံးအကြိမ်ဖြစ်ကျွန်တော်တကယ်စိတ်နှစ်ပြီးလေ့ကျင့်ပေးခဲ့တယ်။ကျောင်းသားတွေကိုတဆင့်ချင်းစီလမ်းညွှန်ပြီးအောင်ပွဲစီခေါ်သွားခဲ့တယ်။ဂုံပြူပွဲနေ့မှာတော့တငယ်ချင်းတယောက်ကတိုးတိုးလေးပြောတယ်။အမွေဆိုတာတကယ်မရှိခဲ့ဘူး။အဲ့ဒီအချိန်မှာပဲအဖေရဲ့ရည်ရွယ်ချက်ကိုကျွန်တော်နားလည်သွားတယ်။အိမ်ပြန်ရောက်တဲ့နောက်ကျွန်တော်ပြင်းရည်နေမှုကိုရက်လိုက်တယ်။စီကံရှိမှုနဲ့စိတ်အားထက်သန်မှုကိုပြန်ရလာခဲ့ပြီးမြို့အတွက်ချန်ပီယံအသစ်တွေမွေးထုတ်ပေးဖို့ကိုဘွားကိုအံ့နံလိုက်တယ်။နောက်ဆုံးမှာကျွန်တော်သိလာတာကနှလုံးသားထဲမှာမေတ္တာရှိနေတဲ့၍ကျွန်တော်ဟာအမြဲတမ်းစင်မြင့်ပေါ်ကကြက်တပွင့်ဖြစ်နေမယ်ကြိုက်ရင် subscriber လုပ်ခဲ့ကြအောင်ပြု